ဆိုးလွင်နဲ့မေဟာအလုံးချစ်ခင်ကြတဲ့ဇနီးနှစ်ယောက်ဖြစ်တဲ့ထိုနည်းတူပဲဆိုးလွင်ဟာအလို့ကိုအရန်ကြိုးစားပြီးတော့ဇနီးတဲ့အတွက်ကောင်းမွန်စွာနေထိုင်တဲ့အမျိုးသားဖြစ်တဲ့ကွယ်ညနေချိန်ရောက်တဲ့ချိန်လဲဆိုးလွင်နဲ့မေဟာအတူတူကပျော်ရွှင်စွာနေထိုင်နေလေရဲ့ဝမ်းနေစရာကောင်းတာကတော့မေဟာတခြားကောင်လေးတစ်ယောက်နဲ့တိတ်တကူချစ်နေပါလေရဲ့တဲ့ကွယ်ဒါကိုတော့ဆိုးလွင်လည်းမသိချပါဘူးဆိုးလွင်ဟာတနေ့မှာတော့အလုပ်ကိုပြင်ပန်းကြီးဆိုလုပ်ပြီးတော့အမျိုးသမီးရဲ့အတွက်သူဟာဘဝကိုစူးစမ်းပြီးပြန်လာစဉ်အခက်မတင်မဲ့သူဟာကော်ဖီဆိုင်ရှေ့ရောက်လာတဲ့ချိန်သူ့ရဲ့ဇနီးတဲ့ဟာကောင်းလေးတစ်ယောက်နဲ့ပျော်ရွှင်နေတာကိုမြင်ပြီးအလွန်ဝမ်းနေစွာနဲ့အိမ်ပြန်ရောက်ပြီးဘီယာရဲ့လေးတောက်ကနာကျင်မှုကိုဖြေသိမ့်နေလေရဲ့ဒါကိုတော့မေမသိချဘူးပေါ့ကွယ်မေဟာဒီလိုပဲအိမ်ရောက်ချိန်လဲဘာမှမသိပဲသူ့ရဲ့တိတ်တကူကောင်လေးနေတာသူကပြောနေလေရဲ့ဒီနေ့မှာတော့ဆိုရီဟာအလုပ်တော်ဟန်ဆောင်ပြီးအိမ်တကားနောက်မှာပုံနေစဉ်မေကတော့အလားပါများစွာပြင်ဆင်ပြီးတော့အိမ်အပြင်ကနေထွက်သွားပါလေရဲ့ဆိုရီတယောက်မေရဲ့ပြောင်းလဲမှုကိုမြင်ပြီးစိတ်မကောင်းစွာနဲ့နောက်ကနေလိုက်ကြည့်ရင်မေဟာကောင်းလေးတယောက်နဲ့ပွေဖဲပြီးနားနေတာကိုဆိုးလီတယောက်မြင်သွားချိန်မှာတော့နာကျင်ချင်းကိုဖြေသိမရပဲရှေ့တို့ထက်လာကနင်ဘာကြောင့်ငါ့ပေါ်ဒီလိုနေဆက်ရတာလဲမေနင်ပုံကဒီလောက်ထိချစ်တာနင်ဘာကြောင့်ငါ့ကိုနေဆက်ရတယ်လဲနာကျင်မှုများစွာနဲ့ဆိုးလီဟာမေပေါကြွကသူဟာလမ်းမကြီးတိုင်းမျိုးလင်းချမ်းမြေစွာနဲ့ပြန်သွားလေနောက်ဆုံးဆိုးလီတယောက်နာကျင်မှုများစွာနဲ့မင်းနဲ့ဝေးရသွားဖို့ဆုံးဖြတ်လိုက်ပြီးတော့နောက်ဆုံးဆိုးလီဟာဆုံးဖြတ်ချက်ခိုင်းမှစွာနဲ့မင်းနဲ့အဝေးဆုံးကဘာကြီးကိုသူထွက်သွားပါလေရဲ့ဆိုးလီတယောက်မေကိုချစ်စွာနဲ့ဆောင်းရှောက်ပေမဲ့မေကတော့နောက်ဆုံးမှဆိုးလီရဲ့ချစ်ရှင်မြတ်တာကိုနားလေပြီးနာကျင်မှုများစွာနဲ့သူဟာသူ့တော်ပြီးငိုနေလေရဲ့ချစ်ရတဲ့မိတ်ဆွေတို့ရေကိုချစ်တဲ့ကိုတန်ဖိုးထားတဲ့လူတွေပေါ်မှာတန်ဖိုးထားတတ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်